မင်္ဂလာပါရှင် Frontier မြန်မာကထုတ်လွှင့်တင်ဆက်နေတဲ့ဒိုးအတန် Podcast အစီအစဉ်ကနေကြိုဆိုပါရစေအမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီကအမျိုးသားလုံခြုံရေးနဲ့အကျိုးစီးပွားကိုကာကွယ်ဖို့အပြင်ပြည်ပနိုင်ငံကိုခီးသွွာလာခြင်းကိုစနစ်တကျစီမံခန့်ခွဲဖို့ရည်ရွယ်တယ်ဆိုတဲ့မြန်မာနိုင်ငံနိုင်ငံကူးလက်မှတ် passport ဥပဒေအသစ်ကိုမတ်လ18ရက်နေ့ကထုတ်ပြန်ခဲ့ပါတယ်ဒီဥပဒေအသစ်နဲ့အရင်က1920ခုနှစ်နိုင်ငံကူးလက်မှတ်ဆိုင်ရာအဥပဒေကိုလွှမ်းမိုးပယ်ဖျက်လိုက်ပါတယ်။ဒီဥပဒေအရနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့ကိုဖွဲ့စည်းရမှာဖြစ်ပြီးဒီအဖွဲ့မှာပြည်ထရေးဒုဝန်ကြီးကဥက္ကဋ္ဌရဲချုပ်အပါအဝင်စစ်ဘက်ရေးရာလုံခြုံရေးပြည်ထရေးစုံစမ်းစစ်ဆေးရေးနိုင်ငံခြားရေးပြည်တွင်းအခွန်နဲ့အလုပ်သမားရေးစတဲ့ဝန်ကြီးဌာနပေါင်းစုံကညွှန်ချုပ်10ဦးပါဝင်ရမှာဖြစ်ပါတယ်။ဒီအဖွဲ့အနေနဲ့နိုင်ငံကူးလက်မှတ် passport အတွက်မူဝါဒရေးဆွဲတာအကောင့်ထဲပေါ်တာတွေပြင် passport ထုတ်ပေးခွင့်ညှင်းပယ်ခွင့်ပယ်ဖျက်ခွင့်စတဲ့လုပ်ပိုင်ခွင့်တာဝန်တွေလည်းရရှိထားပါတယ်။အခန်း၈ခန်းပါဝင်တဲ့ဒီဥပဒေအသစ်မှာ electronic passport စနစ်သစ်အပါအဝင် passport အသစ်ပြုလုပ်တာနဲ့တက်တန်းတိုးတာတွေကိုလှုံ့ဆော်ရမှာတင်းကျပ်တဲ့ကန့်သတ်ချက်တွေပါဝင်လာပါတယ်။ဥပဒေအသစ်ရဲ့ဆိုလိုရင်းတွေကဘာတွေလဲ။နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေအပါအဝင်ရွှေပြောင်းမြန်မာအလုပ်သမားတွေပေါ်ဘလို့အကျိုးသက်ရောက်မှုတွေရှိနေလဲဆိုတာကိုဥပဒေပညာရှင်ဒေါက်တာဖိုးဖြူနဲ့ထိုင်းနိုင်ငံအခြေစိုက်ရွှေပြောင်းအလုပ်သမားအရေးဆောင်ရွက်နေသူဦးထူးချစ်တို့ရဲ့ပြောပြချက်တွေကိုဒီတစ်ပတ်ရဲ့ဒို့အတန် podcast မှာနားထောင်ရမှာပါအခုထွက်လာတဲ့နိုင်ငံကူးလက်မှတ်ဥပဒေအသစ်ပေါ်ဘလို့သုံးသပ်ပါလဲဥပဒေပညာရှင်အနေနဲ့ထင်မြင်ယူဆချက်ကိုပြောပြပေးပါဦးနိုင်ငံကလူခွင့်ရေးကျညာစာတမ်းပေါ့နော်ဒီ UDHR ရဲ့အပိုက်73အရဆိုရင်တော့ဒီလူသားတွေနိုင်ငံသားတွေဟာနော်လွတ်လပ်စွာသွားလာခွင့်နိုင်ငံသားတွေရဲ့အခွင့်အရေးရှိတယ်အခြေခံအခွင့်အရေးပဲဖြစ်တယ်လို့ဒီလိုဆိုထားတယ်ဒီဥပဒေကဘလို့အဓိပ္ပာယ်ထွက်သွားတယ်လေလို့ဆိုရင်နိုင်ငံသားတိုင်းဟာလွတ်လပ်စွာသွားလာခွင့်ရှိတယ်ဆိုတဲ့တမျိုးကြဥပဒေပြဋ္ဌာန်းချက်ရဲ့အခွင့်အရေးမျိုးဥပဒေပါအခွင့်အရေးမျိုးပုံစံမဟုတ်တော့ဘဲနဲ့စီမံခန့်ခွဲရေးဘုတ်အဖွဲ့ကခွင့်ပြုမှအထူးကြီးချက်ဆောင်ရွက်ပြီးတော့ခွင့်ပြုလိုက်မှရနိုင်တဲ့စီမံခန့်ခွဲရေးဆိုင်ရာအုပ်ချုပ်ရေးဆိုင်ရာအခွင့်ထူးတရက်ဆိုတဲ့ပုံစံမျိုးကိုဥပဒေကပြောင်းလဲသွားတယ်။တမျိုးကြပြည်သူပြည်သားတိုင်းရနေတဲ့ဥပဒေအခွင့်အရေး legal right မျိုးမဟုတ်တော့ဘူးစီမံခန့်ခွဲရေးဆိုင်ရာအခွင့်ထူးတရက်တနည်းအားဖြင့် administrative privilege ဖြစ်သွားပြီဆိုတာကိုဒီဥပဒေကအဓိပ္ပာယ်ဖော်ပြနေပါအရင်ဥပဒေအဟောင်းအရဆိုမှတ်ပုံတင်တဲ့သကောင်စင်းရှိတဲ့နိုင်ငံသားတိုင်းနိုင်ငံကူးလက်မှတ်လုပ်ခွင့်ရှိပါတယ်အခုဥပဒေအသစ်မှာတော့ passport ရရှိဖို့အဓိကကျတဲ့အချက်၃ချက်ရှိပါတယ်နံပါတ်1ကတော့ Unit Identification Number UID လို့ခေါ်တဲ့ကိုယ့်ရဲ့အချက်လက်တွေကို digital စနစ်နဲ့ဖြည့်သွင်းထားမှုနံပါတ်2ကတော့အခွန်ဆောင်ထားမှုအခွန်ရှင်းလင်းထားမှုနံပါတ်3အချက်ကတော့ပြစ်မှုကင်းရှင်းမှုဒါတွေလိုအပ်ပါတယ်ဆိုတော့အခု passport အသစ်လုပ်ဖို့တက်တန်းတိုးဖို့ကပို့ပြီးတော့ခက်ခဲသွားနိုင်လားဘလို့အခြေအနေတွေရှိနေပါသလဲတေချာဖို့ကျွန်တော်ခက်သွားနိုင်ပါတယ်အရင်လိုဆောင်ရွက်စာတမ်းတွေမပုံတင်တဲ့သကောင်စင်းရှိုံနဲ့ရတဲ့အခြေအနေမျိုးမဟုတ်တော့ပါဘူးဒီ UID အချက်လက်တွေလည်းမှန်ကန်ရမယ်နောက်တော့ကအခွန်ဆောင်ထားကြောင်းအထောက်ထားလည်းကျွန်တော်ပြည့်စုံရမယ်ပြမှုကင်းရှင်းကြောင်းလည်းကျွန်တော်တင်ပြရအောင်မယ်ဒီ၃ချက်ပြည့်စုံနေဆိုရင်ကျွန်တော် passport ရနိုင်ဖို့အခွင့်အလမ်းရှိတယ်သို့တော့ administrative discretionary လို့ခေါ်တဲ့စီမံခန့်ခွဲရန်တရားကသူ့ရဲ့စင်ကြယ်တုံတရားသူ့သဘောနဲ့ဆုံးဖြတ်နိုင်တဲ့အချက်ကတော့နိုင်ငံတော်အနှောက်အယှက်ပေးနိုင်တယ်ဆိုတဲ့အချက်မျိုးနိုင်ငံတော်ပေါ်မှာအန်ဒီရရှိနိုင်တယ်ဆိုတဲ့အချက်ကတော့ဒါကတော့တီးခြားသောလူပုဂ္ဂိုလ်တွေရဲ့ဆုံးဖြတ်ချက်ကိုတီးခြားခံယူအောင်ပဲဆိုတဲ့သဘောထားမျိုးတက်ရောက်သွားတယ်နော်ပုံမှန်29မှာ passport ထုတ်ပေးဖို့ညှင်းပယ်နိုင်တဲ့အချက်9ချက်ကိုဖော်ပြထားပါတယ်အငင်းပွားစရာကောင်းတဲ့အချက်တချို့လည်းပါဝင်နေပါတယ်ဘလို့အချက်တွေကိုအကြောင်းပြပြီးတော့ passport ထုတ်ပေးဖို့ညှင်းပယ်နိုင်လဲဆိုတာကိုရှင်းပြပေးပါဦးနိုင်ငံတော်လုံခြုံရေးထိခိုက်နိုင်တယ်လို့ယူဆတယ်ဆိုရင်ညှင်းပယ်မှာပဲလို့ဒီလိုအတိလင်းပြဋ္ဌာန်းတယ်တရားရုံးကနေပြပထွက်ခွာခွင့်ပိတ်ပင်ခံထားရတဲ့သူတွေနောက်တော့အခွန်ကြွေးကြံရှိတဲ့သူတွေငွေကြီးအရာအစိုးရကိုပေးဆက်ဖို့အတွက်ကြံနေသေးတဲ့သူတွေဆိုရင်ထုတ်ပေးမှာမဟုတ်ဘူးပေါ့ဒီတော့ဥပဒေအရခိုင်လုံသောအကြောင်းပြချက်ဆိုတဲ့စကားရက်နဲ့ကြဲကြဲပြန့်ပြန့်ညင်းပယ်ခွင့်ရှိအောင်ပြဋ္ဌာန်းထားတာကိုတွေ့ရတယ်
ကျွန်တော်တို့ကစီရင်ထုံးတွေနဲ့ထပ်ပြီးတော့ကျွန်တော်တို့ကဖွင့်ဆိုဖို့အတွက်လိုအပ်နေတဲ့အချက်ကတော့နိုင်ငံတော်လုံခြုံရေးကိုထိခိုက်နိုင်တယ်လို့ယူဆရင်လို့ဆိုထားတယ်အဲ့တော့နိုင်ငံတော်လုံခြုံရေးကိုဘယ်အခါတွေမှာထိခိုက်နိုင်တယ်လဲဆိုတာမျိုးကိုတော့ရှင်းလင်းဖွင့်ဆိုထားတာမျိုးကိုဒီဥပဒေမှာမတွေ့ရဘူးအဲ့တော့နိုင်ငံတော်လုံခြုံရေးကိုထိခိုက်နိုင်တဲ့ကိစ္စကဘလို့ဖြစ်တယ်လဲဆိုတာကိုအစိုးရကိုယ်၌ကလည်းရှင်းလင်းပေးဖို့လိုအပ်တယ်လို့ဒီပြည်တော်စုဒီရှင်းနေချုပ်ရုံးကရှင်းလင်းပေးဖို့လိုအပ်တယ်လို့ပြည်သူပြည်သားတွေနဲ့လည်းသိရှိနိုင်ဖို့အတွက်ဒီတစ်ပိုရှင်းလင်းအောင်သိရှိနိုင်ဖို့အတွက်ကျွန်တော်ဆက်လက်လေ့လာဖို့အတွက်လိုအပ်လိမ့်မယ်လို့ကျွန်တော်ဒီလိုမြင်မိတယ် ပြစ်မှုမကင်းရှင်းတဲ့သူတွေကိုလည်း passport လုပ်ဖို့ညှင်းပယ်နိုင်တယ်လို့ဖော်ပြထားပါတယ်ပြစ်မှုကင်းရှင်းကြောင်းဆိုတဲ့နေရာမှာဘလို့အတိတ်ပဲမျိုးကိုဆိုလိုတာလဲဘာတွေကန့်သက်ထားတာလဲပြစ်မှုကင်းရှင်းကြောင်းဆိုတာအတိတ်ပဲဟာ3ခုထိထွက်တယ်ဒီဘက်ခေတ်ဥပဒေအရဆို3ခုထိထွက်တယ်ပြစ်မှုနဲ့တရားစွဲခံထားရသလားပြစ်မှုနဲ့တရားစွဲခံထားရရင်သူတို့ကဥပဒေအရပြစ်မှုမကင်းရှင်းမှုဆိုတဲ့အတိတ်ပဲဖြစ်တယ်ပြစ်ဒဏ်ကြခံနေရသလားပြစ်ဒဏ်ကြခံနေရစေကာလဆိုရင်လည်းပဲဒါပြစ်မှုမကင်းရှင်းမှုဆိုတဲ့အတိတ်ပဲဖြစ်ပြစ်ဒဏ်တော့ထောင်ထဲမှာကြခံနေရခြင်းတော့မရှိဘူးလွတ်ငြိမ်းသက်တာနဲ့ကျွန်တော်တို့ကလွတ်လာတယ်သို့တော့သက်တာခွင့်ရသွားတဲ့ကာလသည်ပြစ်ဒဏ်ကြခံရဖို့အတွက်ကာလပဲဖြစ်တယ်လို့အတိတ်ပဲသတ်မှတ်ခံရတယ်အပြစ်မရှိဘူးလို့အစိုးရကသတ်မှတ်ပြီးတော့လွတ်ပေးလိုက်တာကသာလည်း amnesty လို့ခေါ်တဲ့လွတ်ငြိမ်းချမ်းသာခွင့်ဖြစ်တယ်အခုပေးတဲ့အမိန့်တွေအားလုံးဒီအပြစ်မရှိဘူးလို့သတ်မှတ်တာမဟုတ်ဘူးပြစ်ဒဏ်တွေကို short ပေါ့ပေးလိုက်တာအဲ့ဒါကို short ပေါ့ပေးလိုက်ခြင်းဒီလွတ်ငြိမ်းမဟုတ်ဘဲနဲ့သက်သာခွင့်ပဲဖြစ်တယ်အဲ့တော့သက်သာခွင့်ပေးလိုက်တာဖြစ်ခြင်းကြောင့်သက်သာခွင့်ရသွားတဲ့ပြစ်ဒဏ်ကြခံရခြင်းမရှိဘဲနဲ့သက်သာခွင့်ရသွားတဲ့ကာလမကုံဆုံးသေးမချင်း passport နိုင်ငံကူးလက်မှတ်လျှောက်ထားခွင့်မရှိဘူးဖြတ်သန်းသွားလာခွင့်ပြည်ပကိုဖြတ်သန်းသွားလာခွင့်မရှိဘူးဆိုတဲ့အတိတ်ပဲမျိုးကန့်သက်လိုက်တာပဲဖြစ်တယ်ပြစ်ဒဏ်ကြခံပြီးတဲ့သူတွေပြစ်မှုမှတ်တမ်းရှိခဲ့သူတွေကို passport လုပ်ဖို့ခွင့်ပြုမပြုကမတေချာတဲ့အခြေအနေမျိုးကိုလည်းမြင်ရပါတယ်သူတို့အတွက်ဘဝသစ်စတင်ခွင့်နဲ့နိုင်ငံခြားမှာအလုပ်လုပ်ခွင့်တွေကိုကန့်သက်ထားတဲ့သဘောမျိုးရောတက်ရောက်ပါသလားလူတူတယောက်ဟာအဲ့ဒီထောင်ဒဏ်ကိုကြခံရပြီးတဲ့နောက်ပိုင်းမှာလူပေါင်းလူအဖွဲ့အစည်းအတွင်းမှာပြန်ပြီးတော့နေထိုင်ခွင့်ရှင်သန်ခွင့်အသက်မွေးကျောင်းခွင့်ဆိုတဲ့အခွင့်အရေးဒီဒါနိုင်ငံတကာလူအခွင့်အရေးပဲဖြစ်တယ်နိုင်ငံတကာစံနှုန်းပဲဖြစ်တယ်နိုင်ငံသားလွတ်လပ်ခွင့်အခွင့်အရေးတရက်အနေနဲ့ရှိတိုက်တဲ့ကိစ္စပဲဖြစ်တယ်ဒါပေမဲ့လို့ဒီဥပဒေမှာတော့ဒီလိုပြပထွက်ခွာခွင့်ကိုပိတ်ပင်ခံရနိုင်တဲ့အခြေအနေရှိတယ်နောက်တစ်ခါတော့သူတို့ရဲ့လူမှုဘဝပြန်လည်ထူထောင်ရေးကိုအခက်အခဲဖြစ်သွားစေနိုင်တယ်တရားမဝင်နယ်စပ်ဖြတ်ကျော်မှုတွေကိုအလိုလျောက်တွန်းပို့တာမျိုးဖြစ်သွားစေနိုင်တယ်အကြောင်းမျိုးမျိုးကြောင့်ဆွဲချက်တင်ခံရသူတွေဖန်ဝရန်ထုတ်ခံထားရတဲ့သူတွေကပြည်ပနိုင်ငံတွေမှာတိမ်းရှောင်နေတာမျိုးဆိုရင်လည်း passport လုပ်ဖို့ညှင်းပယ်ခံရနိုင်တဲ့အချက်တွေအကျုံးဝင်နေပါတယ်လူအများစိတ်ဝင်စားနေတဲ့နောက်တစ်ချက်ကတော့ Unique Identification Number UID လို့ခေါ်တဲ့ကိုယ့်ရဲ့အချက်အလက်တွေကို digital စနစ်နဲ့ဖြည့်သွင်းထားရမယ်ဆိုတဲ့အချက်ကြောင့်ပြည်တွင်းမဖြစ်မနေပြန်ဝင်ရမှာလားဆိုတဲ့စိုးရိမ်မှုတွေလည်းရှိနေကြပါတယ်ဒါကရောဘလို့အခြေအနေတွေဖြစ်လာနိုင်ပါသလဲ UID ဆိုတာနိုင်ငံသားတဦးရဲ့ digital ခြေရာခံစနစ်တနည်းအားဖြင့် digital footprint ဖြစ်တယ်အကယ်လို့ပြည်ပရောက်နေတဲ့သူတူဟာပြည်တွင်းမှာ UID အချက်အလက်တွေမပြည့်စုံဘူးဆိုရင်အခွန်ပေးသွင်းမှုမှတ်တမ်းမရှိဘူးဆိုရင်တန်ရုံးကနေတက်တန်းတိုးပေးဖို့အတွက်ညှင်းပယ်ခံရနိုင်တယ်ဆိုတာကိုကျွန်တော်တို့တွေ့ရအဲ့ဒီအခါမှာအချက်အလက်လာရောက်ဖြစ်ဆွတ်ဖို့ပြည်တွင်းကိုမဖြစ်မနေပြန်ဝင်ရမယ့်အခြေအနေမျိုးde facto return လို့ခေါ်တာပေါ့လေအဲ့လိုအခြေအနေမျိုးကိုကျွန်တော်တို့မလွဲတာမရှောင်တာကြုံတွေ့ရနိုင်တယ်ဆိုတာကိုဒီဥပဒေရဲ့ပြဋ္ဌာန်းချက်တွေအရတွားပြီးတော့လေ့လာတွေ့ရှိရတယ်ကိုင်ဆောင်ခွင့်မရှိတဲ့နိုင်ငံကူးလက်မှတ်ကိုအသုံးပြုနေတာအတူပြုလုပ်တာမျိုးဆိုအ ਨੇ ဆုံးထောင်ဒဏ်တစ်နှစ်ကနေအများဆုံးထောင်ဒဏ်9နှစ်နဲ့အ ਨੇ ဆုံးဒဏ်ငွေ10သိန်းကျပ်ကနေအများဆုံးဒဏ်ငွေ15သိန်းကျပ်အထိပေးဆောင်ရမယ့်ပြစ်မှုပြစ်ဒဏ်တွေကိုပြဋ္ဌာန်းထားပါတယ်။ဥပဒေသစ်မှာပါဝင်လာတဲ့ပြစ်မှုပြစ်ဒဏ်တွေနဲ့ပတ်သက်ပြီးတော့ဘယ်လိုသုံးသပ်ပါသလဲ။လူတဦးတယောက်ကနိုင်ငံဖြတ်ကျော်တဲ့လုပ်ငန်းတစ်ခုကိုလုပ်တယ်ပေါ့နော်။တရားမဝင်ဖြတ်ကျော်တယ်ဆိုတာကတော့ခွင့်ပြုချက်မရလို့
ခွင့်ပြုချက်မရှိဘဲနဲ့နိုင်ငံဖြတ်ကျော်တယ်ဆိုတာကတော့နိုင်ငံတကာမှာဒါပြစ်ဒဏ်ပေးတဲ့သဘာဝတွေကရှိတာမှန်ပါတယ်ပေါ့နော်အခုဒီပြဋ္ဌာန်းလိုက်တဲ့ပြဋ္ဌာန်းချက်တွေအရာပြဋ္ဌာန်းတဲ့ဒီပြစ်ဒဏ်တွေနောက်တော့ငွေဒဏ်တွေဟာအလွန်ကြီးမြင့်လွန်းတယ်နော်အလွန်ကြီးမြင့်လွန်းတယ်လူတွေကဥပဒေကိုလိုက်နာခြင်းရဲ့နဲ့လိုက်နာဖို့အတွက်ခက်ခဲတဲ့အခြေအနေမျိုးတွေကျွန်တော်ကြုံရကောင်းကြုံရနိုင်တယ်ပေါ့ဥပဒေအသစ်အရ passport လုပ်ပေးရေးမလုပ်ပေးရေးကနိုင်ငံသားတဦးရပိုင်ခွင့်ထက်အုပ်ချုပ်သူတွေကပေးမဲ့အထူးအခွင့်အရေးလိုမျိုးဖြစ်လာပါတယ်။ဖြစ်လာနိုင်တဲ့ကျေပြဲတဲ့နောက်ဆက်တွဲဆိုးကျိုးတွေကိုဥပဒေပညာရှင်ဒေါက်တာဖိုးပြူကအခုလိုရှင်းပြပါတယ်။ scan တွေပေါ့လိမ်လည်မှုတွေဘယ်သူနဲ့ပိုင်နေဘယ်ဝါနဲ့ပိုင်နေအဲ့ဒါဘယ်သူနဲ့ယဉ်နီးတာဘာညာဆိုတဲ့ဇလံပေါင်းမြောင်များစွာတွေကိုကျွန်တော်တို့ကြုံတွေ့ရနိုင်တယ်။ပြီးတော့ဒီအုပ်ချုပ်ရေးအာဏာပိုင်တွေပေါ်မှာအထူးအခွင့်အရေးမျိုးအထူးစီမံခန့်ခွဲခွင့်လုပ်ပိုင်ခွင့်မျိုးကြီးတွေပေးထားတာဖြစ်ချင်းကြောင့်မလို့အာဏာပိုင်တွေရဲ့ထိန်းချုပ်ကန့်သတ်မှုတွေကလူထုအတွက်ဝန်တော့ဝန်ပိုးလို့ဖိစီးမှုလိုမျိုးကျွန်တော်တို့ကြုံရနိုင်တယ်။နောက်မောင်ခိုလမ်းကြောင်းတွေကျွန်တော်တို့ပုံမူပြီးတော့ပေါ်များလာပြီးတော့မောင်ခိုလမ်းကြောင်းကနေဒီပါထွက်ခွာတဲ့ကိစ္စရမျိုးတွေကျွန်တော်တို့ကြုံရနိုင်တယ်passport ဥပဒေအသစ်ကြောင့်ပြည်ပရောက်ရွှေ့ပြောင်းအလုပ်သမားတွေအပေါ်မှာရောဘယ်လိုသက်ရောက်မှုတွေဖြစ်လာနိုင်မှာလဲရွှေ့ပြောင်းအလုပ်သမားရေးဆောင်ရွက်သူဦးထူးချစ်ကတော့တရားမဝင်ရွှေ့ပြောင်းအလုပ်လုပ်ကိုင်မှုတွေလူကုန်ကူးခံရမှုတွေပိုများလာနိုင်တယ်လို့ခန့်မှန်းပါတယ်ထိုင်းနိုင်ငံမှာနေထိုင်အလုပ်လုပ်ကိုင်နေသူတွေဟာအလုပ်လာလုပ်တဲ့အလုပ်သမားတွေအပြင်2021အာဏာသိမ်းပြီးတဲ့ကနိုင်ငံတွင်းကတိမ်းရှောင်သူတွေအများစုဟာထိုင်းနိုင်ငံမှာနေထိုင်ကြပါတယ် passport ဥပဒေတင်ကြပ်မှုကြောင့်ထိုင်းနိုင်ငံတွင်တရားဝင်နေထိုင်အလုပ်လုပ်ကိုင်မှုစ조사နေကြသူတွေအများပြားဟာအထူးသဖြင့်နိုင်ငံရေးနဲ့ဆက်နွယ်နေသူတွေစီရီယန်တွေကိုအခက်တွေ့စေနိုင်ပါတယ်။ဒါနဲ့ပတ်သက်ပြီးတော့ဦးထူးချစ်ကတော့အခုလိုရှင်းပြပါတယ်။ကျွန်တော်တို့ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေဒီနေ့ကလည်းဒီအစိုးရကိုသူတို့အခွန်မပေးကြဘူးဆိုတဲ့အခြေခံနဲ့စဉ်းစားတဲ့အလုပ်သမားတွေလည်းရှိနိုင်တယ်။အခွန်မပေးလို့ရှိရင်သူတို့အစိုးရပြောတဲ့ဒီတက်တမ်းမတိုးပေးတဲ့ကိစ္စတွေအဲ့ဒါတွေကကျွန်တော်တို့နောက်တစ်ခုဒီ passport တစ်ခုပေါ့နော်ဒီပျောက်ဆုံးpassport တွေတက်တမ်းကုန်တဲ့အဲ့ကိစ္စတွေကိုကျွန်တော်တို့မလဲပေးဘူးဆိုတဲ့ဟာမျိုးတွေဖြစ်လာတယ်။ဒါကြောင့်မလို့ကြာလို့ရှိရင်အစိုးရပြောသလိုပါပဲဒီအခုလက်ရှိပေါ့နော်အကြောင်းမျိုးမျိုးဗီဇာအမျိုးမျိုးနဲ့နေကြတဲ့အလုပ်သမားတွေရှိသလိုအခုနောက်ပိုင်းအဲ့လိုမျိုးတင်းကျပ်တယ်ဆိုလို့ရှိရင်အစောကျွန်တော်တို့ပြောခဲ့သလိုပဲတရားမဝင်အလုပ်သမားတွေကပိုတရားမဝင်နိုင်ငံသားတွေကပိုများလာလိမ့်မယ်လို့ကျွန်တော်တို့အနေနဲ့မှန်းဆလို့ရတာပေါ့ဗျာနောက်တစ်ခုကအလုပ်သမားတွေသူတို့သတ်မှတ်ထားတဲ့ကိုယ့်ရဲ့ဝင်ငွေရဲ့၄ပုံတစ်ပုံကိုမြန်မာပြည်ပြန်ပို့ရမယ်ဆိုတဲ့ဟာတွေသူတို့ပြန်အသက်သွင်းလာနိုင်တယ်အုပ်ချုပ်ရေးရန်ရရဲ့ဆုံးဖြတ်ချက်တွေကိုတရားစီရင်ရေးခန္ဓာတွေဥပဒေပြုရေးခန္ဓာတွေကပါဝိုင်းဝန်းထိန်းချောင်းပေးတာမျိုးစီစစ်ပေးတာမျိုးလို့အပြန်လှန်ထိန်းချောင်းတဲ့နည်းစနစ်တွေနဲ့လှုပ်ဆောင်တင်တယ်လို့ဒေါက်တာဖိုးပြူကတော့အကြံပြုပါတယ်ကျန်တဲ့တရားစီရင်ကဏ္ဍတွေဥပဒေပြုရေးကဏ္ဍတွေကပါဒီအပေါ်မှာအနက်တိတ်ပဲဖွင့်ဆိုရေးနဲ့ပတ်သက်ပြီးတော့ဘယ်အတိတ်ပဲအထိတက်ရောက်တယ်လဲဆိုတာမျိုးတွေကိုကျွန်တော်တို့တွေကမေးခွန်းတွေထုတ်ဖို့လိုအပ်တယ်အတိတ်ပဲဖွင့်ဆိုရုံနဲ့မကဘဲနဲ့လုံထုံးလုံနည်းတွေကိုစီစစ်တဲ့ကိစ္စရမျိုးတွေအထိပါအုပ်ချုပ်ရေးအာဏာရန်တရားကြီးတွေကိုကျင့်သုံးတဲ့အခါမှာတရားစီရင်ရေးအာဏာဥပဒေပြုရေးအာဏာကလည်းအပြန်အလှန်ထိန်းချောင်းတဲ့နည်းစနစ်တွေကိုပြည်သူပြည်သားတွေဟာပေါ့လေအားကိုးတကြီးနဲ့ပဲဖြစ်ဖြစ်ဒါမှမဟုတ်လေဒီထွက်ပေါက်တွေကိုရှာဖွေပြီးတော့ပဲဖြစ်ဖြစ်နိုင်ငံသားတဦးရဲ့လွတ်လပ်ခွင့်နိုင်ငံသားတဦးရဲ့ရပိုင်ခွင့်နိုင်ငံသားတဦးရဲ့လွတ်လပ်စွာအခြေချနေထိုင်ခွင့်ဖြတ်သန်းသွားလာခွင့်တွေအတွက်ကိုကျင့်သုံးသင့်ပါတယ်လိုက်နာသင့်ပါတယ်လို့ကျွန်တော်ကတော့ဒီလိုနည်းလေးတွေနဲ့ထွက်ပေါက်တွေလည်းကျွန်တော်တို့ရှာဖွေသင့်ပါတယ်လို့အကြံပြုလိုပါတယ်ဒို့အတန်ရဲ့ဒီတစ်ပတ်အစီအစဉ်ကိုနားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ဒို့အတန်လွင့်အစီအစဉ်ကို Frontier မြန်မာ website နဲ့ Facebook စာမျက်နှာအပြင်ဒို့အတန် Facebook စာမျက်နှာ SoundCloud YouTube iTunes Spotify Telegram နဲ့ Instagram တို့ကနေလည်းဝင်ရောက်နားဆင်နိုင်ပါတယ်။နောက်တစ်ပတ်မှာထုတ်လွှင့်မဲ့ဒို့အတန် podcast ကိုလည်းစောင့်မျှော်နားဆင်ပေးပါအောင်ရှင်။